Facebook ပေါ်ကနေဒေါ်လာဝင်ငွေရှာချင်တယ်ဒေါ်လာဝင်ငွေအများကြီးရချင်တယ်ဆိုလို့ရှိရင်မဖြစ်မနေလောက်ကိုလောက်ရမယ့်အရေးကြီးဆုံးအချက်တွေရှိတယ်။နံပါတ်1ကျွန်တော်တို့က account Facebook profile နဲ့လည်းရှာလို့ရတယ် Facebook page နဲ့လည်းရှာလို့ရတယ်။ဒါပေမဲ့အကောင်းဆုံးအရာတစ်ခုကပါလဲဆိုရင်တော့ Facebook page ဖြစ်ပါတယ်เนาะ account တဲ့ page ကပိုကောင်းတယ်။ပြီးရင်ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ကကိုပိုင်ဗီဒီယိုကိုပိုင်ဓာတ်ပုံတွေကိုပဲတင်ရမှာဖြစ်ပါတယ်ဆိုတော့ကိုပိုင်ဓာတ်ပုံကိုပိုင်ဗီဒီယိုဆိုတာကကိုယ်တိုင်ရိုက်ထားတဲ့ဟာဥပမာကိုယ့်ရဲ့ရုပ်မပါဘဲနဲ့သူများနေရာကိုတွားရိုက်တာဘာညာဆိုလို့ရှိရင်လည်းရတယ်ကိုယ်တိုင်ဖန်တီးထားတဲ့အရာ own creation လုပ်ခေါ်တယ်အဲ့ဒါလေးကိုတင်ဖို့လိုတယ်ပြီးရင်တတိယချက်အနေနဲ့ကကြတော့သူများဗီဒီယိုတွေသူများဓာတ်ပုံတွေပြန်တင်တာပြီးရင် watermark ပါတာဆိုတာကကျွန်တော်ဗီဒီယို editing လုပ်တဲ့ချိန်မှာ CapCut logo ထည့်ပြီးတော့ပါတာတွေပြီးရင်သူများ logo ထည့်တာတွေအဲ့လိုမျိုးတွေကိုလုံးဝမတင်ဖို့ရည်ကြီးတယ်ဆိုတော့ဒီအခုကျွန်တော်ပြောပြတဲ့၃ချက်ကိုတီချာလိုက်နာတယ်တီချာလိုက်လို့တယ်ဆိုလို့ရှိရင်တော့ကျွန်တော် Facebook ပေါ်ကနေဒေါ်လာဝယ်ငွေအများကြီးရှာလို့ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ